ငိုရတဲ့အချိန်တိုင်းမှာဒီဒေသနာလေးကိုအမှတ်ရရင်မျက်ရည်တိတ်နိုင်ကောင်းတယ်လို့ဘုံကတွေးမိတာဒီဟာလေးကိုဖတ်ရင်းနဲ့မျက်ရည်ကျပြီဆိုငိုမနေပါနဲ့အားရသေးဘူးလားတတန်တရားလုံးငိုလာတာဘုရားသမုဒ္ဒရာလေးစင်းမှာရှိတယ်ရေထက်တောင်များတယ်လို့ပြောတာဒီတစ်စက်နဲ့တော့တိုးပြီးတော့များတော့ပါဘူးဟုတ်လားငိုမနေပါနဲ့လို့ကိုဘာလို့ဖို့လို့တော့နှစ်သိမ့်ဖို့လိုမယ်ပေါ့နော်ဟုတ်လားဒီမှာမြတ်စွာဘုရားအဲ့ဒါလိုလေးသမုဒ္ဒရာလေးစင်းမှာရှိတဲ့ရေကနဲတယ်ဒုက္ခနဲ့တွေ့လို့ငိုရတဲ့မြေတွေကများတယ်လို့ပြောပြီးတဲ့နောက်မှာနောက်ဆုံးပါတာလေးပါပြောတော့အဲ့ဒါလေးကအဓိကအချက်ကလေးပေါ့နော်ကိန်းကရဏအမတုံပမစ္စတိဒီသဘာဝတွေဒီလိုဖြစ်ခဲ့တာတိပါလက်ကနဲ့ကိန်းကရဏဘယ်အကြောင်းကြောင့်အမတုံသင်သည်ပမစ္စတိမေလျော်၍နေပြီတည်းဒါဒီအကြောင်းအရာတွေဘာလို့မေ့နေတာအဲ့ဒါကိုဘုံဘုံကဖတ်ရင်းနဲ့စိတ်ထဲမှာတမျိုးလေးသဘောပေါက်သွားတယ်ဟုတ်တာပဲလို့ဒါတွေကိုမေ့နေလို့ဒါအခုကိစ္စတွေကိုအရေးကြီးထင်ပြီးတော့ငိုနေတာငကိုတုံးကငိုခဲ့ရတဲ့ကိစ္စတွေငိုခဲ့တဲ့အနေအထားတွေကိုပြန်ပြီးတော့မြတ်အမှတ်ရမယ်ဆိုရင်ဒီကိစ္စကဘလောက်ငိုစရာကောင်းမှာမဟုတ်ဘူးဒီလိုမေ့ခဲ့ကြတာနော်ငိုတော့တကယ်ငိုခဲ့ကြတာပဲနော်အရင်ဘဝကလည်းငိုရတယ်အရင်ဘဝကလည်းငိုရတယ်တကယ်ကိုအကြီးအကျယ်မြည်ကြီးမှလူလှိမ့်ပြီးတော့ငိုခဲ့တယ်ငိုရင်းနဲ့သေခဲ့တဲ့ဘဝတောင်ရည်တွက်နိုင်မှာမဟုတ်အဲ့ဒါလေးကျုပ်တို့ဘာဖြစ်ပြလိုက်တာတော့မေ့ပလိုက်တာပရိသေတွေနေတဲ့ကိစ္စအလွန်ဆင်းရဲတာသေတဲ့ကိစ္စလည်းအလွန်ဆင်းရဲတာဆိုတဲ့အတွက်ကြောင့်ဘုန်းတို့ဘဝချသွားပြီဆိုတာနဲ့အရင်ဘဝကဘာတော့အမေကြီးမေ့ပြလိုက်တာပြန်စဉ်းစားလည်းမပေါ်တော့တကယ်လို့သာအရင်ဘဝငိုခဲ့တာတွေကိုမြတ်ဘုန်းတို့ပြန်ပြီးတော့သိနိုင်မယ်မြင်နိုင်မယ်အမှတ်ရနိုင်မယ်ဆိုလို့ရှိရင်အများကြီးတန်ဝေကရနိုင်စရာအကြောင်းမရှိဘူးလားရှိတယ်အဲ့ဒါကိုစဉ်းစားရင်းနဲ့တစ်ဆက်တည်းဘုန်းကဘာတွေးမိတော့ဆိုဂိုင်ထားပါလေအရင်ဘဝငိုခဲ့တာတွေကိုအမှတ်မိတာဂိုင်ထားပါတော့ဒီဘဝငိုခဲ့တာတွေကိုအမှတ်ရမယ်ဆိုရင်တော့တော်တော်ကောင်းအောင်ပဲဒါလည်းယောဂီတို့ဘုံဘဝကိုတွေးတာလေးကိုမျှဝေကြည့်တာပါဒီဘဝလည်းပဲချိန်မုံများဆိုငိုခဲ့ဘူးလား